အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဘလော့လေးကကြတော့ပေါ့နော်အပူတို့တငယ်ချင်းအဖွဲလိုက်ပေါ့နော်တောင်ပေါ်တက်မဲ့ဘလော့လေးဖြစ်ပါတယ်ခင်ဗျာတို့လေးကကြတော့ပေါ့နော်အပူနဲ့ခုမှစခင်ပြီးတော့တောင်ပေါ်တူတူတက်ကြမဲ့တငယ်ချင်းတွေဖြစ်ပါတယ်ခင်ဗျာတောင်ပေါ်တော့မတက်သေးဘူးနော်ပူတို့တောင်အောက်မှာထရတော်တော်လေးမောနေပါပြီရီတွေတောက်နေရပါပြီစခွေထယူနေပေါ့တောင်ပေါ်တော့မတက်သေးမောနေပါပြီရှင်ဒီလိုနဲ့ပူတို့တောင်အောက်ကနေပြီးတော့တောင်ပေါ်စတက်ပါပြီခင်ဗျာလိုက်ကြည့်ပေးပါဦးနော်ပူတို့ဘလော့လေးကိုတကယ်လို့ကိုကကုန်းချောင်းမတက်နိုင်ဘူးကားနဲ့သွားချင်တယ်ကားနဲ့သွားတဲ့နေရာလည်းရှိတယ်ပေါ့နော်ပူတို့ကကားနဲ့မသွားဘူးဒီလိုပျော်ပျော်ပါးပါးလေးတငယ်ချင်းတွေနဲ့ဖွင့်လိုက်သွားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုန်းချောင်းလမ်းကနေသွားတာဖြစ်ပါတယ်ခင်ဗျာတငယ်ချင်းတွေအခုမှစခင်နေဆိုပေမဲ့လည်းပေါ့နော်အရန်ကိုသဘောကောင်းကြပါတယ်အပူသွားတဲ့ကနေပြီးတော့အပူမှာဘာမှမပေါ့တို့စီရမှုပဲအပူကတ်စားတာပေါ့နော်ထမင်းတွေမုတ်တွေရောရီတွေကအစားတို့ပဲဝယ်တိတ်ပါတယ်ရှင်ကျွန်မဘာမှမယူသွားဘူးပေါ့နော်အရန်ကိုပင်မလို့ညောင်းလို့လေးတောင်မတက်တာအခုဆိုရင်ပေါ့နော်အပူတို့တွေအရန်စူးစားတာငါမိဘကူညီပါထောက်ပံ့မမလိုအပ်ပဲမယူဘဲနဲ့မလို့ကိုကွာကိုစူးစားပြီးတော့တောင်ပေါ်ကြီးရောက်လာပါပြီပေါ့နော်ပြင်ချက်တုံမှာဖြစ်ပါနေရှင်ထက်ကင်မရတော့ဘူးထက်လည်းမကင်နိုင်တော့တို့ဘာလို့နဲ့ဘလို့တက်လာကြလဲတာပေါ့နော်လမ်းတစ်ဝက်ရောက်ပါပြီခင်ဗျာအဲ့ဒီလမ်းတစ်ဝက်မှာလေဖျားတဆူရှိတည်တယ်ပြီးတော့တောင်ကုန်းကြီးနဲ့ကြောက်တုံးကြီးပေါ်မှာလေအရန်ကိုမှတာယာတော့ဘူးလိုက်ပြပေးမယ်လိုက်ကြည့်ပေးနော်ဒါလမ်းတစ်ဝက်ရောက်ပါတဝက်ရောက်ပြီပေါ့နော်တစ်ဝက်မှာအခုတက်တဲ့ဖျားပေါ့နော်ဒါလမ်းတစ်ဝက်မှာညာကိုတက်ပက်ပါဒီတောင်တက်မှာအိုးအမေချက်ချမဟိုးမချက်ထိုင်းနော်ကောင်းလိုက်တာโอ้โหလေးကြောက်တယ်โอ้ใครဒီဘက်စစ်တာဟိုလမ်းတော့ရောက်ပါပြီရှင်ရှင်ဆက်တက်တော့မယ်ဆက်တက်ပြီးအပေါ်ရောက်ချင်းထက်ရိုက်ပြပေးမယ်ပေါ့နော်လူတင်ပါလေဒီလိုနဲ့ဘလို့ဆက်တက်လာခဲ့တာပေါ့နော်လမ်းထက်မှာအဲ့လိုအသီးတွေတွေ့တယ်အသီးတွေပိနေသည်ပြီးမယန်းသည်တရက်သည်လမ်းတော်လမ်းဆိုလို့အသီးတွေအများကြီးရှိတယ်ဒါလေးအားကြတော့ပေါ့နော်ဘလို့ရောက်ကန်နီးမှာတစ်ဖြက်ပြန်နားတာပေါ့နော်မောလိုက်တာအရင်ကမောတယ်ခုဆိုတော့ဒီလေကားတည်းတက်ပြီးတော့ရပါပြီပေါ့နော်ဦးလေးစုံလေးတက်ပြပါသွားပြီမပဲတော့ဖေမရောက်သေးဘူးတဲ့ရှင်အခုကတော့ကြိုက်တယ်ရောနော်အခုတော့ဖေဟုတ်ပါချင်မလားဟုတ်ချင်ပါဟုတ်ပဲချင်နော်ဘယ်ချင်မှာအခုမှမြင်နေရတဲ့ဖေမြင်လေရဖေမရောက်ပြီတော့ဝမ်းသာတယ်မရောက်သေးဘူးတဲ့ရှင်ဘိုက်ရတဲ့စောင်းနေတယ်စောင်းဒီအတိုင်းဆက်တုံနေခေါင်းနဲ့မူကုန်ခံစားချက်လေးကဘယ်လိုလဲပေါ့အဲ့ပြောတော့ဆိုင်ငယ်တက်လို့မရဘူးသူများဆိုင်ငယ်တက်တယ်ဟုတ်ပါရှင်နေတုံဘုံကြောင့်မလို့စားလိုက်ကောင်းလမ်းမှာမဟုတ်ဆိုင်စကားပြောရင်းနဲ့ပေါ့နော်အပူတို့သွားမဲ့ဖះကိုဆက်သွားပါတယ်ခင်ဗျာမှတ်ထားပဲညာဘာမဲ့လေစားပါညာဟုတ်နှစ်ထပ်ဖះတဲ့နှစ်ထပ်နှစ်ထပ်ဖះကြိုက်တိရောမှာနှစ်ထပ်ဖះအဲ့လိုလားတောက်တော့မရောက်သေးဘူးမရောက်သေးဘူးနည်းနည်းကြီးပြပါအောင်ဖနက်ချုပ်နော်အဲ့တော့အပူတောင်းနေမြောက်တင်ထပ်သွားလောက်ပေါ့နော်ဒါပေမဲ့ဒါတင်မြောက်လေငယ်တော့တစ်ခါရောက်ပြီဟုတ်လားတောင်းသွားဟိုတောင်းလာတော့ဟုတ်တယ်အဲငယ်တော့တစ်ခါရောက်ပြီအခုအပျော်ပြော့တစ်ခါထပ်ရောက်ပြီဒါကြိုက်ထုတ်ပဲအထင်ကြရနေရလေးတွေပေါ့ပြောပြလိုက်ပါနော်လဲပါပေါ့လဲပါပေါ့နော်နှစ်ခက်ပြသွားလိုက်မယ်ဗတ်ရစမ်းကဲမှန်တွေ့မနေနိုင်တော့အဖွဲ့ကပါပေါ့နော်တောက်ရည်ဦးစင်လေးမှာမှန်လေးတစ်ချက်ထားပေးတယ်အဲ့ဒါကိုနှကန်းနေလေးစိုးဓပုံနေရိုက်နေဘောကွယ်ဘူးအဖွဲ့တွေတောင်းချမ်းကြတာပေါ့နော်ကဲဒါလေးအားကြတော့သွားတဲ့လမ်းမှာပေါ့နော်တရင်သီးတွေကတရင်သီးတွေကောက်နေကြတာပါနော်တရင်သီးတွေဘောကွယ်တွန်းလန်းဆိုလေတရင်သီးတွေအာကြီးပေါ်တယ်အခုတို့ကြိုက်ထုံမှုပြီးနေဘက်မှာပေါ့နော်တရင်သီးရမ်းပေါ်တယ်ဟုတ်တယ်လားရပြီလားဘူရပြီလားလို့ခေါ်လဲရွှေချက်မင်းတော့ဟိုမှာခွတ်တက်နေမယ်ဟမ်လို့ခေါ်နေမယ်ရွှေချက်မင်းတာဲလေးမမထေထားတကယ်ရောက်ပါပြီတကယ်ရောက်ပါပြီပေါ့နည်းနည်းဒီလေးနော်ကဲအပူတို့တငယ်ချင်းတွေပေါ့နော်တောင်ပေါ်ရောက်တာနဲ့ဖျားရင်မဖူးပါဘူးဘိုက်တွေအရန်ဆာလို့ထမင်းရင်စားပါတယ်ခင်ဗျာဒီလိုနဲ့စားလိုက်တောက်လိုက်နဲ့ထမင်းတွေနေတဲ့သူကနဲ့ခွန်ကျွေးတဲ့သူကခွန်ကျွေးတကယ်ပျော်ဖို့ကောင်းပါတယ်ခင်ဗျာတငယ်ချင်းတွေကနွေးနွေးထွေးထွေးနဲ့တယောက်နဲ့တယောက်အရန်ကိုမချစ်ချစ်ခင်နေပေါ့နော်တယောက်နဲ့တယောက်ဖိမကူညီကြတယ်အရန်ကိုမှသဘောကောင်းကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်ပါမယ်အခုဒါဒီခါတကယ်ရောက်ပါပြီဒီမပြောပါဘူးအင်းဒီဘယ်တော့ကိုရလားရှာ
ကယ်ရောက်ပါပဲ ကိုရောက်ပြီ 太贵了。哎，明天，明天的。 ကဲ တောင်းလိုက်အေးနေလက်ရှိကိုလိုက် ရှုခွင့်နေတယ် 嗯，是跟杨妈。 ရှုခွင့်ထိမိ 嗯。他们明早的。 ကပုံရိုက်ပေးရမှာ 嗯，礼拜几嘛？礼拜几嘛？礼拜三这样。 ထက်ကြရမလဲဟုတ်ပါဘူးမလေးတော့ 不一样的。好了。အခုအမြင့်တောက်တယ် တိုက်တော့တစ်ခါလေးမှရလိုက်ဘူးပါဟုတ်နောက်တော့တော်တော်နဲ့မရဖြစ်တော့ဘူးလေ ရိုက်တော့တော့ရိုက်တော့ရွှေချက်မင်းတောင်ရဲ့အောင်တောင်ရဲ့ဆွနာအပူတက်တဲ့ဖျားတောင်မူရဲ့ပြန်အောက်စစ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်သူများဆိုတို့သမီးတစ်ပုံနဲ့ရိုက်တယ်လို့ပြောကြတာပဲအရန်ကိုမိုက်တယ်ဒီနေရာလေးတော်မိုက်တယ်နော်အလားတစ်ပုံရိုက်ရင်ထိမိနေမှာနော်ဟုတ်ကဲ့အဲ့တော့အပူတို့ရဲ့ဘလော့တွေကဒီလောက်ပဲသုံးသက်လိုက်ပါတော့မယ်ရှင်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုတို့အသေးပေးလိုက်ရင်ချက်လို့ပြကြပါရှင်တတန်